အားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုထဲမှာ forward bending ကိုနေ့တိုင်းလေ့ကျင့်ပေမဲ့ဘာကြောင့်မတိုးတက်တာလဲဘယ်လိုပုံစံလေ့ကျင့်ရမလဲကိုမျှဝေပေးသွားမှာပါအရင်ဆုံးကြွက်သားတွေရဲ့လုပ်ငန်းဆောင်ရွက်ပုံကိုပြောပြမယ်အစစ်တစ်ခုလှုပ်ရှားဖို့အတွက်ကြွက်သားအကူအညီပေးရတယ်ကြွက်သားတစ်ခုကိုကျုံလိုက် contract လုပ်လိုက်တဲ့အချိန်မှာသူ့ရဲ့ဆန့်ကျင်ဘက်ကြွက်သားကပြေလျှော့ပေးရတယ် relaxation လုပ်ပေးရတယ် forward bending လုပ်တဲ့အချိန်မှာhamstring muscle ပေါင်နောက်ကြွက်သားကိုပဲရှော့နေလို့မရဘူး။ပေါင်နောက်ကြွက်သားကိုပဲရှော့ရင်ဘာဖြစ်လဲဆိုတော့ရှော့လေတင်းလေဖြစ်ပြီးတော့တစ်ခါလေကြာရင် over stretch ဖြစ်သွားနိုင်တယ်ပေါ့နော်။အဲ့တော့အခုလက်တွေ့လေးလုပ်ပြမယ်။တစ်ချက်ကြည့်ကြည့်အောင်နော်။အရင်ဆုံး practitioner တော်တော်များများလေ့ကျင့်တတ်တဲ့ပုံစံကိုပြပြပေးမယ်။မတ်တက်ရက်လိုက်တယ်။ရှေ့ကိုကွင်းညွတ်လိုက်တယ်။ကြောရိုးကြီးခုံးပြီးတော့ရှေ့ကိုကွင်းညွတ်လိုက်တယ်။ရင်ဘတ်ခြေထောက်နာရောက်ဖို့အတွက်ခနာကိုပေါ်ပိုင်းကိုဖိချတယ်အဲ့ချိန်မှာပေါင်နောက်ကြက်သားစပြီးတော့တင်းလာတယ်ရင်ဘတ်ခြေထောက်နာကိုပိုရောက်ဖို့အတွက်ပိုဖိချတယ်ပေါင်နောက်ကြက်သားကပိုတင်းတယ်ပိုပြီးတော့ရှော့ရခက်တယ်အဲ့လိုမသွားပဲနဲ့ဘယ်လိုပုံစံသွားလဲကိုပြပြပေးမယ်အဲ့တော့အတန်းစာတော့ပြောခဲ့တဲ့ကြက်သားတွေရဲ့လှုပ်ဆောင်ချက်သဘောတရား theory ကိုအသုံးပြုပြီးတော့ရှော့မှာโอเคเนาะအဲ့တော့ပေါင်နောက်ကြွက်သားကို short ချင်တာဖြစ်တဲ့အတွက်သူ့ရဲ့ဆက်ကျင်ဘက်ကြွက်သားပေါင်ရှိကြွက်သားကို contract ညှစ်ရမယ်ဒါသည်ပေါင်ရှိကြွက်သားနောက်တစ်ခုကဒူးဆောင်မတင်ထားရမယ်အဲ့ဘယ်လိုသွားမလဲဆိုရင်တစ်ချက်ကြည့်ခြေထောက်နှစ်ဖက်အကွာဝေးကိုတင်မအကွာဝေးနဲ့အညီချဲမယ်ဆုထားလဲရတယ်ချဲထားလဲရတယ်ဒါလေ့ကျင့်တဲ့သူရဲ့သဘောပဲเนาะဒူးဆောင်မတင်မယ်ပေါင်ရှိကြွက်သားကိုညှစ်ထားတဲ့ပေါင်ကြွက်သားကိုအနောက်ကိုပို့တယ်ခန္ဓာကိုယ်ရဲ့အရှေ့ဘက်ခြမ်းတစ်ခုလုံးကိုမတင်တယ်ဆန့်ထုတ်တယ်မျက်နှာချက်ဘက်ကိုခန္ဓာကိုယ်ရဲ့အနောက်ဘက်ခြမ်းတစ်ခုလုံးကိုဖြာဘက်ကိုဆန့်ထုတ်တယ်ပြီးရင်လက်နှစ်ဖက်ကိုတင်မမှာထားတယ်ရှုသွင်းတယ်ရှုထုတ်တယ်ကြောရိုးဆန့်ထားတဲ့အတိုင်းပဲခန္ဓာကိုယ်ရဲ့အပေါ်ပိုင်းကိုတင်ပစုံစစ်နေရလေးကနေဆွဲသွားတယ်အဲ့မှာခေါင်းကိုဘယ်တော့မှဒီလိုအရင်မငုတ်ချနဲ့ခေါင်းငုတ်ချလိုက်ရင်ကြောရိုးဆန့်ထုတ်ဖို့အတွက်နေရာမရှိတော့ဘူးအဲ့အတွက်ကြောရိုးခေါ်တဲ့နောက်ကိုခေါင်းကလိုက်သွားမယ်ဒါပေမဲ့ပေါင်ရှိကြွက်သားကိုစတိုက်ညှစ်ထားရမယ်ဒူးဆန်တွေကိုစတိုက်မတင်ထားရမယ်အဲ့ဒါနဲ့ကိုယ့်ရဲ့လက်ကလက်ဖွားကခြေသလုံးရိုးမှလာထားမယ်ဒီမှာလက်ဖွားအားလျှော့နေလို့မရဘူးဒီလက်ဖွားနဲ့ခြေသလုံးအယိုးနဲ့တွန်းတဲ့အားကိုယူတယ်လက်မောင်းကြွက်သားကိုလာပြီးတော့မှချိတ်ဆက်သွားတယ်ကြောရိုးဆန့်ထုတ်တယ်ကိုယ့်ရဲ့ပခုံးနေရွက်နဲ့ဝေးတဲ့အနောက်ဘက်ကိုတွန်းပို့နိုင်ဖို့အကူအညီပေးထားတယ်။တပြိုင်နက်တည်းမှာပဲဒူးဆောင်မတင်ထားတဲ့ပေါင်ရှိကြွက်သားတွေကိုညှစ်ထားတယ်။အဲ့အချိန်မှာပေါင်နောက်ကြွက်သားကဖိအားမပါဘဲနဲ့အလိုအလျောက်ပြေလျော့နေတယ်။အဲ့ကနေထပ်ဆင်းသွားမယ်။လက်ချောင်းထိပ်ကိုဖြာပေါ်ချလို့ရရင်ချ။လက်ချောင်းထိပ်နဲ့ဖြာနဲ့ဖိတဲ့အားကိုယူတယ်။ကြောရိုးဆန့်တယ်။ဒူးဆန်နေမတင်ထားတဲ့ပေါင်ရှိကြွက်သားတွေညှစ်ထားတယ်။ဒါလေးဖြည်းဖြည်းချင်းကိုယ့်ရဲ့ရင်ဘတ်ကိုခြေထောက်နာဆွဲယူမယ်လက်ကိုခြေထောက်နာလှမ်းလို့ရလှမ်းလာမယ်ထပ်သွားတယ်ရှူသွင်းတယ်ကြောရိုးကိုဆန့်တယ်ရှူထုတ်တယ်ရင်ဘတ်ကိုခြေထောက်နာဆွဲယူတယ်ဒါပေမဲ့ဒူးဆန်တွေကိုစက်တိုက်မထားတယ်ပေါင်ရှိကြွက်သားတွေကိုညှစ်ထားတယ်ညှစ်ထားတဲ့ပေါင်ကြွက်သားလေးတွေအနောက်ကိုတွန်းပို့တယ်အဲ့ချိန်မှာပေါင်နောက်ကြွက်သားတွေကသူ့အလိုလိုပြေလျော့လာတယ်ဖိအားမပါဘဲနဲ့လျော့လာတယ်အဲ့တိုင်းလေးရှော့သွားရင်လည်းနောက်ဆုံးမှာရင်ဘက်ကခြေထောက်နာကိုရောက်လာလိမ့်မယ်။ Okay အဓိကပြောချင်တဲ့ရည်ရွယ်ချက်ကတော့ပေါင်နောက်ကြွက်သားကိုရှော့တယ်အဲ့တော့ဖိအားမပါတဲ့ဆွဲဆန့်တာမျိုးဖြစ်ဖို့အတွက်ရော့ဖို့အတွက်အရှိရပေါင်ရှိကြွက်သားကိုညှစ်ထားရမယ်ဒူးဆန်ကိုမတင်ထားရမယ်။ Okay နော်အဲ့ဒီတိုင်းလေးလေ့ကျင့်ကြည့်အဲ့တော့ဒီပေါင်ရှိကြွက်သားကိုညှစ်ဖို့တော့မမေ့သွားစေနဲ့ပေါ့နော်အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်